ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့စောင်းပါတစ်ပုဒ်ကတော့ Musk သို့မဟုတ် US ကိုအာခံသူဆိုတဲ့စောင်းပါတစ်ပုဒ်ပဲဖြစ်ပါတယ်။ဥရောပကိုပိုအားကောင်းလာအောင်လုပ်ပြီးအမေရိကန်ရဲ့ထောက်ပံ့ကနေကင်းလွတ်တဲ့လွတ်လပ်တဲ့ဒေသဖြစ်အောင်လုပ်မယ်။ဒီစကားကိုပြောလိုက်သူကတော့ဂျာမနီရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီးဂျာမန်ဒီပတိဖြစ်လာမဲ့မက်စ်ပဲဖြစ်ပါတယ်။သူဟာပူတင်နဲ့ရုရှားကိုမုန်းတီးတယ်လို့ထရန့်နဲ့အီလွန်မက်တို့အဖွဲ့ကိုလည်းအင်မတန်ယွန်းရှားပါတယ်။ရွေးကောက်ပွဲနိုင်ပြီးချင်းနိုင်ငံကိုပြောကြတဲ့မိန့်ခွန်းမှာထရန့်နဲ့မက်တို့ရဲ့ဂျာမနီရွေးကောက်ပွဲကိုဝင်နှောက်ယှက်တာဟာစိတ်ပျက်စရာကောင်းပြီးရုရှားလိုပဲကျင့်ဝတ်မရှိဘူးလို့ပေါ်တင်ဝေဖန်လိုက်ပါတယ်။ဒါ့အပြင်ဥရောပမှာစစ်အင်အားတွေတိုးချဲ့ပြီးအမေရိကန်ရဲ့ထောက်ပံ့ကိုစောင့်နေစရာမလိုပဲကိုလွတ်လပ်ရေးကိုအာမခံနိုင်တဲ့အဆင့်ထိအားကောင်းမောင်းတန်အောင်လုပ်ကြဖို့လဲပြောသွားပါတယ်။ Elon Musk အကြီးအကျယ်မဲဆွယ်ပေးခဲ့တဲ့ AFD ပါတီကတော့ရှုံးနိမ့်သွားခဲ့ပါတယ်။ 80% သောဂျာမနီတွေဟာအဲ့ဒီပါတီနိုင်သွားမှာစိုးလို့မဲထွက်ပေးခဲ့ကြပါတယ်။ဂျာမန်ဒီပရီမက်ဆာအစိုးရအဖွဲ့ကိုအလင်းမြန်ဖွဲ့စည်းမှာဖြစ်ပြီးမကြာခင်ဥရောပခေါင်းဆောင်တွေနဲ့တိုင်ပင်ပြီးယူကရိန်းကိုကူညီဖို့လုပ်မယ်လို့လည်းပြောကြားသွားပါတယ်။ရုရှားနဲ့ငြိမ်းချမ်းရေးလုပ်လို့မရဘူးတကယ်ငြိမ်းချမ်းရေးလိုချင်ရင်ကျွန်တော်တို့အမှန်ကန်တဲ့ဘက်ကရက်တည်ရမယ်။ကျွန်တော်ကတော့အမြဲတမ်းယူကရိန်းနဲ့အတူရှိတယ်လို့ပြောကြားသွားပါတယ်။သူဟာယူကရိန်းဘက်ကအမြဲတမ်းထောက်ခံခဲ့သူဖြစ်ပြီးသမ္မတဇာလန်စကီကိုလည်းအားပေးသူဖြစ်ပါတယ်။ထရန့်ကတော့ရွေးကောက်ပွဲအနိုင်ရတဲ့မတ်စ်ကိုဝမ်းသာကြောင်းပြောခဲ့ပေမဲ့မတ်စ်ကတော့တုံ့ပြန်ခြင်းမပြုပါဘူး။ EU မှာခေါင်းဆောင်ကဂျာမနီပါပဲ။ကမ္ဘာစီးပွားရေးမှာအဆင့်လေးရှိပြီးတော့ဂျာမနီစစ်တပ်ရဲ့လက်နက်တွေဟာထိပ်တန်းအဆင့်ရှိပါတယ်။လက်ရှိဂျာမနီရဲ့ဒီပတီဖြစ်တဲ့ရှော့ကာဘိုင်ဒန်တို့လိုပဲအရာရာကိုထိမ့်သိမ့်လုပ်ပင်မဲ့မတ်စ်ကတော့ပြတ်သားတဲ့သူမျိုးပါသူကတော့ရှော့ယူကရိန်းကိုပေးဖို့ညင်းခဲ့တဲ့တာရက်စ်ဒုံးကျည်တွေကိုအခုတော့ယူကရိန်းကိုပေးမယ်လို့ပြောခဲ့သူဖြစ်ပြီးရုရှားနိုင်ငံနဲ့ထိရောက်အောင်ပြစ်နိုင်တဲ့ဒုံးကျည်မျိုးဖြစ်ပါတယ်မက်ဆာဒီစီပွဲဟာအမြန်ပြီးမယ်လို့လည်းခံယူထားသူဖြစ်ပါတယ်။ဒါ့အပြင်ယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးသဘောတူညီချက်မှာဥရောပနိုင်ငံတွေပါဝင်ရမယ်လို့ပြတ်သားတဲ့ဆုံးဖြတ်ချက်ရှိသူဖြစ်ပြီးတော့ထရန့်ရဲ့ရုရှားနဲ့စာချုပ်ကိုလက်ခံမှာမဟုတ်ဘူးလို့သူကပြောထားပါတယ်။မလ3ရက်မှာပြင်သစ်မှာဥရောပထိပ်တန်းခေါင်းဆောင်တွေထပ်မံတွေ့ဆုံခဲ့ပါတယ်။ထရန့်ရဲ့ရုရှားဘက်ပင်းတဲ့မူဝါဒကြောင့်ဥရောပဟာနိုးထလာပြီးဖြစ်ပြီးတော့ဥရောပစစ်တပ်တစ်ခုဖွဲ့ဖို့နဲ့ယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးကိုသူတို့မပါဘဲဆွေးနွေးခွင့်မရှိအောင်ပြုလုပ်မဲ့အကြောင်းတွေပါဝင်ပါတယ်။ဥရောပဟာစီးပွားရေးပါဝါပြန်ဖြစ်ဖို့နဲ့စီးရေးဆွမ်းအားမြင့်တင်ဖို့လုပ်တော့မယ်ဆိုရင်သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဂျာမနီဟာအရေးကြီးဆုံးဖြစ်ပါတယ်။ဥရောပကသာဒုတိယကမ္ဘာစစ်မတိုင်မီအခြေအနေမျိုးထိပြန်သွားနိုင်မယ်ဆိုရင်အမေရိကန်ရဲ့ global power ကျဆင်းသွားမှာဖြစ်ပါတယ်။ဥရောပလက်ရှိမှာကနေဒါနဲ့တရုတ်ကိုဓာတ်ရိုက်ကုန်သွယ်ဖို့လဲစဉ်းစားနေတယ်လို့စီးရေးစွမ်းရည်ကိုလည်းအစွမ်းကုန်မြင့်မှုပြင်ဆင်နေချိန်မှာထရန့်ကိုရဲအာခံရတဲ့မက်စ်တက်လာတာဥရောပအတွက်တော့မျှော်လင့်စရာပဲလို့မြင်မိပါတယ်။တခါကအင်မတန်ကြီးကျယ်တဲ့ရောမအင်ပါယာကြီးကိုအာခံသူစပါရာကက်စ်ပေါ်ထွက်လာခဲ့တယ်လို့ပဲခုလဲထရန့်နဲ့အမေရိကန်ကိုအာခံရတဲ့သူတယောက် EU ရဲ့ခေါင်းဆောင်နိုင်ငံကြီးစီမှာပေါ်ထွက်လာခဲ့ပါပြီ။ကမ္ဘာကြီးရဲ့ work order ဟာဘယ်ဘက်ကိုယိမ်းသွားမလဲ။၄နှစ်ကြာမှာဘသူတွေပျက်စီးပြီးဘသူတွေတိုးတက်ရစ်မလဲဆိုတာဆက်လက်စောင့်ကြည့်ကြရပါမယ်။